မင်္ဂလာပါရှင်ဒီနေ့ကတော့မြင်းနဲ့ချက်ယူလေးချက်ပါမယ်ရှင်စီဆူလာရင်တော့ထောင်းထားတဲ့ဟာလေးတွေထည့်ပြီးတော့နေမှွေပါမယ်ရှင်ပြီးရင်တော့အရသာမော့အနေငယ်စားနေငယ်ထည့်ပြီးတော့မှွေပါမယ်ရှင်ကျမကတော့စီကိုဒီလိုမျိုးတေဝါမှချက်သားကိုထည့်ပါတယ်ရှင်အနံ့လေးမှွေအောင်လို့ပေါ့နော်ပြီးရင်တော့စီတက်တာနဲ့ချက်သားလေးနဲ့ကိုနေပါမယ်ရှင်ပြီးလို့နှက်ဆက်ပြီးစီတေဝါရင်တော့ရေလေးအနည်းငယ်ထည့်ပြီးတော့နေတဲတင်ထားပါမယ်ရှင်ခဏလေးပြီးရင်တော့မြစ်လေးပါရောထည့်ပါမယ်ရှင်ပြီးရင်တော့ရေချောက်လေးပဲချက်မှမို့လို့ရေကိုနည်းနည်းပဲထည့်ထားတဲ့အတွက်ကြောင့်မြစ်နဲ့ချက်သားနဲ့ကိုနှမ်းနေအောင်မှွေပါမယ်ရှင်တယောက်ထဲရိုက်တာဆိုတော့လက်ကမမြင်တော့နည်းတော့လှုပ်ပါလေရှင်ပြခံကြည့်ပြီးပါရှင်ဒါပြီးရင်တော့နှမ်းဆက်သွားပြီဆိုရင်တော့အဖုံးလေးခဏလောက်အုပ်ထားပါမယ်ရှင်အခုဆိုရင်တော့မှုေးပြီးတော့ညှင်းနဲ့ချက်သားလေးရပါပြီရှင်အမှန်တော့ဘိုင်းကဖောင်ရွက်လေးပင်စင်ရွက်လေးထည့်ရင်ပုံမွေးပါလေရှင်အခုကမရှိလို့ပါဒါကတော့ကျမတို့ရဲ့ပုံစံမတော့ပါစင်ဒါကတော့ကျမတို့အလုပ်သမားတွေပါကျေးဇူးများကြီးတင်ပါတယ်